အားလုံးမင်္ဂလာပါလို့ယေရှုနာမ၌ရှိဥစွာနှုတ်ခွန်းဆက်တာလိုပါတယ်ခုချိန်ကလူတိုင်းကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကိုရင်ဆိုင်နေကြတဲ့ကာလဖြစ်တယ်လို့ကျွန်တော်ဖခင်သခင်ရဲ့သားသမီးများယုံကြည်သူများအနေဖြင့်ဒီကပ်ဘေးကာလကိုဘယ်လိုကျော်ဖြတ်ကြမလဲဒီကပ်ဘေးကာလမှာဘယ်လိုအသက်ရှင်ကြမလဲဆိုတာလေးကိုနှုတ်ကပတ်တော်ကိုအခြေခံပြီးတော့ဝေငှသွားမှာဖြစ်ပါတယ်ကပ္ပသမိုင်းကိုကြည့်တဲ့အခါဒီရန်ဖန်ရန်ခါကပ်ပဲတွေဖြစ်ပျက်ခဲ့တာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ခေတ်နဲ့အနည်းဆက်ဆုံးတစ်ခုပြောရမယ်ဆိုရင်1918မှာအရန်ပြင်းထန်တဲ့ကပ်ပဲတစ်ခုဖြစ်ပွားခဲ့ပါတယ်သူကပ်ပဲကို Spanish flu သို့မဟုတ်စပင်တုပ်ကွေးလို့နာမည်ပေးထားပါတယ်အမေရိကန်နိုင်ငံ Kansas ပြည်နယ်ကနေအစပြုခဲ့တဲ့ကပ်ပဲဖြစ်ပါတယ်သူကပ်ပဲကြောင့်ကမ္ဘာလူဦးရေတန်ပေါင်း90ကျော်တည်ဆုံခဲ့တယ်လို့ခန့်မှန်းကြပါတယ်ဒီကပ်ပဲယောဂါဟာ20ရာစုထဲမှာအပြင်းထန်ဆုံးအဆိုးရွားဆုံးကပ်ပဲတစ်ခုဖြစ်ခဲ့ပါတယ်ဒါပေမဲ့တစ်နှစ်ဝန်းကျင်လောက်ကြာပြီးတဲ့နောက်ပိုင်းမှာသူပျောက်ကွယ်သွားပါတယ်အခုချိန်မှာစပင်တုပ်ကွေးလောက် Spanish flu လောက်မပြင်းထန်တော့လည်းပဲလူမြောက်များစွာက COVID-19 ကပ်ဘေးကိုရင်ဆိုင်နေကြရတဲ့အချိန်ဖြစ်ပါတယ်ဆိုတော့ဒီ COVID-19 ကြောင့်ဒီနေ့ထိလူဦးရေ9တန်းနီးပါးအသက်ဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်မြန်မာပြည်ထဲမှာတောင်6သိန်းဝန်းကျင်လောက်တည်နိုင်တယ်လို့ခန့်မှန်းကြပါတယ်အခုချိန်ဟာလူတိုင်းစိုးရိမ်ခြင်းကြောက်ရွံ့ခြင်းတို့နဲ့ပြည့်နေတဲ့အချိန်ဖြစ်ပါတယ်ဘယ်ချိန်မှာကိုယ်အလှည့်ရောက်မလဲဆိုပြီးတော့ကြောက်လန့်နေကြတဲ့ကာလဖြစ်ပါတယ်ဆိုတော့ဖယားသားသမီးများအနေနဲ့ဒီကာလစူးကြီးကိုဘယ်လိုဖြတ်တန်းရမလဲဒီအချိန်မှာကျွန်တော်တို့မျှော်လင့်ချက်ထားတဲ့နေရာမားနေပါကယုံကြည်ခြင်းရင်းရိုင်သွားနိုင်တယ်လို့ကျွန်တော်တို့၏အသက်တာဟာလည်းစိုးရိမ်ပူပန်ခြင်းစိတ်တကြခြင်းတို့နဲ့ပြည့်နေမှာဖြစ်ပါတယ်ဆိုတော့ဒီတရားဟောချက်ကိုကျွန်တော်အပိုင်းလိုက်နဲ့ခွဲသွားမှာဖြစ်ပါတယ်တပိုင်းစီမှာဒီကာလမှာတော့၎င်းပြည်ရင်ဒုက္ခရောက်တဲ့ချိန်တိုင်းမှာတော့၎င်းကျွန်တော်တို့ကင်ဆွဲထားရမယ့်တမန်တရားများကိုတစ်ခုချင်းစီလေ့လာသွားမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာအပိုင်း1ကိုကျွန်တော်ဟောပြောသွားမှာဖြစ်ပါတယ်ဒီအပိုင်း1ထဲမှာကျွန်တော်ဟောပြောသွားမယ့်အကြောင်းအရာကတော့ဖယားသခင်ကစัจ java လာတစ်ခုလုံးကိုအစိုးရတော်မူတယ်ဆိုတဲ့အကြောင်းဖြစ်ပါတယ်ခက်ခဲတဲ့ကာလများကိုကြော်ဖြတ်နိုင်ဖို့ရန်မဖြစ်မနေတိထားရမယ့်တမန်တရားဟာယခုဖြစ်ပျက်နေတော့အရာအလုံးဟာဖယားသခင်၏ထိန်ချုပ်မှုအုပ်စိုးမှုအောက်မှာဖြစ်ပျက်နေတာဖြစ်တယ်ဆိုတာကိုသိရှိခြင်းပဲဖြစ်ပါတယ်အဖက်ခန်းကြီး1အပိုင်ငယ်17မှာဖယားသခင်သည်အလိုတော်အတိုင်းအလုံးစုံတို့ကိုစီရင်သောဖယားဖြစ်တယ်လို့ဖော်ပြထားပါတယ်အလုံးစုံလို့ပြောထားတဲ့အတွက်ဤလောကမှာဖြစ်ပျက်သမျှသောအရာအလုံးဟာသူ့ရဲ့စီရင်မှုအောက်မှာသူ့ရဲ့အုပ်ချုပ်မှုအောက်မှာသူ့ရဲ့ထိန်းချုပ်မှုအောက်မှာဖြစ်ပျက်နေတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်ဆိုတော့သူ့ရဲ့စီရင်ခြင်းပင်ပမှာဘုရားသခင်ရဲ့ထိန်းချုပ်မှုပင်ပမှာဘုရားသခင်ရဲ့အုပ်စိုးမှုပင်ပမှာဖြစ်ပျက်တဲ့အရာတစုံတစ်ခုမှမရှိဘူးဆိုတာကိုတွေ့ရပါတယ်ဒံယေလအခန်းကြီးလေးအပိုင်ငယ်35မှာဒီလိုရေးထားပါတယ်ကောင်းကင်ဘူချီတို့၌၎င်းမိကြီးသားတို့၌၎င်းအလိုတော်ရှိသည့်အတိုင်းစီရင်ပြုတ်ပြင်တော်မူ၏ဆိုပြီးတော့ဖော်ပြထားပါတယ်ဆိုတော့ကောင်းကင်မှာတော်၎င်းမိကြီးမှာတော်၎င်းဖယားသခင်သည်အလိုတော်ရှိသည့်အတိုင်းစီရင်ပြုတ်ပြင်နေတာကိုတွေ့ရပါတယ်ဆိုတော့အရာခတ်သိမ်းအပေါ်မှာကြိုက်တယ်လို့စီရင်ပိုင်ခွင့်ရှိခြင်းကဖယားဖြစ်ခြင်း၏အနှစ်သာရဖြစ်ပါတယ်ဆိုလိုတာကတော့ဖယားသခင်မှာသာအရာခတ်သိမ်းကိုထိန်းချုပ်နိုင်တဲ့အုပ်စိုးနိုင်တဲ့တကူအာဏာဉာဏ်ပညာနဲ့အခွင့်အရေးရှိပါတယ်အဲ့ဒီအရေးချင်းသာမရှိခဲ့ရင်သူဟာကိုးကွယ်ထိုက်သောဖယားသခင်ဖြစ်တော်မှာမဟုတ်ဘူးအကြောင်းရင်းကတော့သူထိန်းချုပ်လို့မရတဲ့အရာရှိခဲ့ပါကသူဟာအရာခတ်သိမ်းတက်ဆွမ်းသောဖယားဖြစ်နိုင်တော့မှာမဟုတ်ဘူး
သို့တော့ကျမ်းစာကတော့ကျွန်တော်တို့ကိုးကွယ်တဲ့ဖယားသခင်ဟာအနာနတကူရှင်ဖြစ်တယ်သူ့ရဲ့တကူဟာအကန့်အသတ်မရှိတဲ့ဖယားဖြစ်တယ်လို့ဖော်ပြထားတဲ့အတွက်အရာခတ်သိမ်းကိုထိန်ချုပ်နေတော်သူဖြစ်တယ်ဆိုတာကျွန်တော်သိနိုင်ပါတယ်အရာခတ်သိမ်းဟာဖယားသခင်၏ထိန်ချုပ်မှုအောက်မှာဖြစ်ပျက်နေသောကြောင့်ဘယ်အရာမဆိုအကောင်းဖြစ်စေအဆိုးဖြစ်စေသူ့ရဲ့ခွင့်ပြုချက်မပါရင်ဖြစ်မလာနိုင်ဘူးအခုဖြစ်နေတဲ့ကိုဗစ်ရောဂါကိုဗစ်ကပ်ဘေးဟာလေဖယားသခင်၏ခွင့်ပြုချက်အောက်မှာဖြစ်နေတာဖြစ်ပါတယ်ဖယားသခင်ကခွင့်မပြုတော့ရင်တစ်စက္ကန့်တောင်မှဒီကဘာပေါ်မှာပူနေလို့မရဘူးချက်ချင်းဒီကဘာပေါ်ကနေပျောက်ကွယ်သွားမှာဖြစ်ပါတယ်ဆိုတော့ဖယားသခင်ကဒီလောက်ဆိုးရွားတဲ့ကပ်ဘေးကိုဘာကြောင့်ခွင့်ပြုရတယ်လဲဆိုတာလူအနေနဲ့နားလေရခက်ခဲပေမဲ့ဖယားသခင်ဟာဉာဏ်ပညာနဲ့ပြည့်စုံတော်သူဖြစ်တဲ့အတွက်ဒီလိုခွင့်ပြုရခြင်း၏နောက်ွယ်မှာသူ့ရဲ့ကောင်းမွန်သောအကြံအစီရှိတယ်ဆိုတာကိုကျွန်တော်တို့ယုံကြည်ထားဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဉာဏ်ပညာနဲ့ပြည့်စုံသောဖယားကဘယ်တော့မှအမှားမလုပ်နိုင်ဘူး။အဲဒါကြောင့်အခုကိုရိုနာဗိုင်းရပ်စ်ကိုခွင့်ပြုတယ်ဆိုတာလဲဖယားသခင်အမှားလုပ်နေတာမဟုတ်ပါဘူး။ဒီလိုဆိုးရွားတဲ့ကပ်ဘေးကိုခွင့်ပြုခြင်းအပြင်ဖယားသခင်ကသူ့ရဲ့အကြံစီကိုပြည့်စုံစေမှာဖြစ်တယ်ဆိုတာကိုကျွန်တော်ယုံကြည်ခြင်းနဲ့လက်ခံဖို့လိုအပ်ပါတယ်။ပြင်ရှင်မာတဲ့ခန်းကြီး30အပိုက်ငယ်29နဲ့30မှာစာငှက်တကောင်တောင်ခမဲတော်ဤခွင့်ပြုချက်မပါရင်မြေပေါ်သို့မကျနိုင်ဘူးလို့ဖော်ပြထားပါတယ်။အဲ့ဒီထဲမှာပဲထို့နောက်ဘာဖော်ပြထားသေးတယ်လဲဆိုရင်ကျွန်တော်တို့ရဲ့စပင်ကိုလည်းရည်တွက်ထားတယ်လို့ပြောထားပါတယ်။ဆိုလိုချင်တာကကျွန်တော်တို့ရဲ့အသေးမွှားဆုံးကိစ္စကအစဖယားသခင်ကစီမံထိန်ချုပ်နေတာဖြစ်တယ်ဆိုတာကိုအဲ့ဒီကျမ်းပိုက်ထဲမှာကျွန်တော်တို့တွေ့နိုင်ပါတယ်။အဲဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာအဆိုးဖြစ်စေအကောင်းဖြစ်စေဘုရားသခင်ကြီးခွင့်ပြုချက်မပါဘဲနဲ့ဘယ်အရာမှဖြစ်မလာနိုင်ဘူးဆိုတာကိုကျွန်တော်သိထားဖို့လိုအပ်ပါတယ်ဘုရားသခင်ကြီးခွင့်ပြုချက်မပါရင်ကိုဗစ်ကတင်းကိုနှောက်ယှက်လို့မရဘူးကျွန်တော်ကိုလည်းနှောက်ယှက်လို့မရဘူးအကယ်၍ကိုဗစ်ဒဏ်ခံခဲ့မယ်ဆိုရင်တင်ပဲဖြစ်ဖြစ်ကျွန်တော်ပဲဖြစ်ဖြစ်ကိုဗစ်ကူးစက်ခံရမယ်ဆိုရင်ကျွန်တော်သိထားရမှာကဖယားသခင်၏ခွင့်ပြုချက်ကြောင့်ဖြစ်တယ်ဆိုတာကိုကျွန်တော်သိထားရမှာဖြစ်ပါတယ်။သူပြင်ထို့သောခွင့်ပြုရခြင်းရဲ့နောက်ွယ်မှာဖယားသခင်ရဲ့ကောင်းသောအကြံအစီရှိတယ်ဆိုတာကိုကျွန်တော်ယုံကြည်ခြင်းနဲ့လက်ခံထားဖို့လည်းလိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့တင်နဲ့ကျွန်တော်ဟာစာငှက်တကောင်ထက်အများကြီးတာတဲ့ဖယားသခင်ရဲ့သားသမီးအသွေးတော်နဲ့ရွေးဝယ်ထားတဲ့ဖယားသခင်ရဲ့သားသမီးတွေဖြစ်ကြပါတယ်။စာငှက်ကလေးတောင်မှဖယားသခင်ကဂယုစိုက်တယ်ဆိုရင်သူ့ရဲ့သားသမီးဖြစ်တဲ့တင်နဲ့ကျွန်တော်ကိုတော့ပူပြီးဂယုစိုက်လိမ့်မယ်ဆိုတာသိချပါတယ်။အဲဒါကြောင့်ဘာကြောင့်ဒီလိုမျိုးကျွန်တော်တို့ရဲ့အသက်တာမှာကျွန်တော်တို့ရဲ့နိုင်ငံမှာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတယ်လဲဆိုတာကိုကျွန်တော်တို့နားမလည်ရင်တော့အခုချိန်မှာနားမလည်သေးရင်တော့ဘုရားသခင်ကိုကျွန်တော်ဆက်လက်အားကိုးရအောင်ဘုရားသခင်ရဲ့ထိန်းချုပ်မှုအောက်မှာဘုရားသခင်ရဲ့စီမံမှုအောက်မှာဒါတွေအလုံးဖြစ်ပျက်နေတယ်ဆိုတာကိုကျွန်တော်ဆက်လက်ယုံကြည်ပြီးတော့ဘုရားသခင်ရဲ့လက်ထဲမှာအရာအလုံးကျွန်တော်ရဲ့ကိစ္စအဝကိုအနံ့တက်ဖို့ရအတွက်ဒီတမန်ကျမ်းစာလေးအဖြစ်ခွန်အားပေးခြင်းတာဖြစ်ပါတယ်အရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေ